သမီးသူများအရေးခိုပြီးကိုလှုပ်ချင်တာလှုပ်လို့မရဘူးနော်ကိုလှုပ်ချင်တာလှုပ်မယ်လို့ဆိုရင်ကိုချီတော့ပေါ်ကိုရက်တည်နိုင်မှဖြစ်မယ်သူများအရေးလက်ခိုကိုချီတော့ပေါ်လဲကိုမရက်တည်နိုင်ကိုထင်ရလှုပ်မယ်ဆိုရင်ကိုခိုနေတဲ့အရေးကလေးပျောက်သွားမှဒုက္ခအရေးမဲ့တဲ့လွင်တိကောင်မှာတကောင်နဲ့ဒုက္ခရောက်နေမှာဆိုလို့ဖေဖေကြိုသတိပေးတာပါတကယ်တော့ကိုမိဘအိမ်ရလွဲလို့ဘယ်နေရာမှထမင်းအလကားမစားရဘူးနော်ကိုမိဘမရှိတော့လို့ကိုရဲ့မိဘရဲ့ရွှေမျိုးသားချင်းတွေစီမှာသွားပြီးအရေးခိုးရမယ်ဆိုရင်တမီလှုပ်ချင်တာလှုပ်လို့ရမှာမဟုတ်ဘူးလှုပ်ချင်တာလှုပ်မယ်ဆိုရင်လဲတမီအဲ့ဒီအရေးကယုံထွက်ပြီးကိုအားကိုမှနဲ့ရှင်တန်အောင်ကြိုးစားရမယ်အရေးပြောက်ပြီးလမ်းပေါ်ရောက်သွားရင်ထမင်းတနတ်စားဖို့တော့မလွယ်ဘူးနော်သမီးပြီးတော့အမိုးကအောက်ကနေထွက်လိုက်တာနဲ့တပြိုင်တည်းလူငကြားတွေကဝိုင်းစားဖို့ကိုနကတ်လာခဲ့တာမှပြေးပေါက်လမ်းမနေဦးမယ်ဒါကြောင့်သမီးလေးရေသူများအရေးခိုပြီးကိုလှုပ်ချင်တာလှုပ်လို့မရဘူးဆိုတဲ့အသည့်ကိုသူများအိမ်မှာနေဘူးရင်တော့သမီးကြိုတည်ထားဖို့လိုပဲနော်အကောင်းဆုံးကတော့ကိုချီတော့ပေါ်ကိုရက်တည်နိုင်အောင်ပညာကောင်းကောင်းသင်အလုပ်ကောင်းကောင်းလုပ်